အားလုံးပဲမင်္ဂလာပါရှင်မွန်လေး Audio Book YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မွန်လေးအခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့ပညာရှိကျက်တူရွေးနဲ့ဘယင်ကြီးဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ကာတွန်းပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Audio Book YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်တခါတော့ကဘယင်ကြီးတစ်ပါးမှာအလွန်ထူးဆန်းတဲ့ကျက်တူရွေးလေးတစ်ကောင်ရှိတဲ့ရှေခဲကြီးအကျဉ်ပေးပါအောင်သူဟာရာသီဥတုအခြေအနေကိုကြိုတင်ခံမှန်းတွက်ချက်နိုင်တယ်လို့တိုင်းပြည်ကိစ္စမှာလည်းအကြံကောင်းတွေပေးလိရှိတဲ့ဒီထက်ငြိမ်းချမ်းရေးကိုဦးစားပေးသင့်ကြောင်းပါဒါကြောင့်ဘယင်ကြီးကသူ့သွားလျာအမြဲခေါ်လေးရှိတဲ့ဘယင်ကြီးနဲ့ကျက်တူရွေးတို့အိတ်ဆက်အနားယူနေစဉ်စူညံတန်တွေကြားလို့ကျက်တူရွေးကလှမ်းကြည့်တဲ့အခါသူ့ရဲ့တငယ်ချင်းမိတ်ဆွေနဲ့ဆွေမျိုးတွေကိုတွေ့သွားပြီးဝမ်းသာအားရအပြေအလွှာနှုတ်ဆက်တာပေါ့ငါစီလာလေကြတာလားမင်းကိုလာခေါ်တာလीအဲ့ဒီအချိန်မှာပဲအိယာကနိုးလာတဲ့ဘယင်ကြီးဟာကျက်တူရွေးကိုမတွေ့တော့တုန်လှုပ်သွားတဲ့ရွှေခဲကြီးရွှေခဲအရှင်မင်းကြီးကျွန်ုပ်ကိုရှာနေတာလားတငယ်ချင်းနဲ့ဆွေမျိုးတွေလာလို့သွားနှုတ်ဆက်တာပါအခုလဲအမျိုးတွေကမွေးရမြေစီအလဲလာဖို့ဖိတ်ခေါ်နေပါတယ်ခိတ္တခဏပြန်ခွင့်ပြုပါဖျားအတင်ထွက်သွားရင်ကျွန်ုပ်ကိုဘသူကအကြံကောင်းတွေပေးမှလဲအတင်ရောပြန်မှလားသိချပါခဏသာနေပြီးပြန်လာခဲ့ပါမယ်ပြန်လာရင်မင်းကြီးအတွက်အသက်ရှိနုပြူတဲ့ရွှေတရည်သီးလက်ဆောင်ယူလာခဲ့ပါမယ်ဖျားနောက်ဆုံးတော့ဘယင်ကြီးလဲခွင့်ပြုပေးလိုက်ပါတော့တယ်ဒီလိုနဲ့မွေးရမြေပြန်လာတဲ့ကျက်တူရွေးလေးကိုဖခင်ငှက်ဘယင်ကြီးနဲ့ငှက်များကကြိုဆိုကြတာပေါ့ကွယ်မရောက်တာကြတဲ့မွေးရမြေမှာမိသားစုတွေနဲ့ပျော်ရွှင်စွာနေရင်ရက်အနှဲငယ်ကြတော့သားတော်နန်းတော်သို့ပြန်သွားရပါတော့မယ်မပြန်ခင်ဘယင်ကြီးအတွက်ရွှေတရည်သီးတစ်လုံးကိုလက်ဆောင်ယူခွင့်ပြုပါခွင့်ပြုတဲ့သားတော်ဒီလိုနဲ့ကျက်တူရွေးလေးလဲနန်းတော်ကိုပြန်ရောက်လာပြီးရှင်ဘယင်ကြီးထံရွှေတရည်သီးကိုဆက်သလိုက်တဲ့အသက်ရှည်ပြီးအရွယ်နုပြူတဲ့ရွှေတရည်သီးပါဖျားဒီလိုအံ့ဖွယ်အစွမ်းရှိတဲ့အသီးကိုကျွန်ုပ်တဦးတည်းမစားသုံးလို့ပါလူအများစားသုံးရအောင်ဥယျာဉ်မှုကတေချာစွာပြုစုစိုက်ပျိုးပါအမိန့်တော်တိုင်းမှာဖျားအချိန်ကာလကြာတော့အပင်ပေါက်လေးကတဖြည်းဖြည်းကြီးလာပြီးအသီးတွေတီးလာတယ်တညမှာအပင်မှရွှေတရည်သီးတစ်လုံးပြုတ်ကျရာမွေးတကောင်ကကိုက်လိုက်တဲ့။အိုးချိုးလိုက်တာမကြိုက်ဘူး။အဲ့ဒီအဖြစ်ကိုဥယျာဉ်မှုကမတီးပဲမြေပြင်ပေါ်ကျနေတဲ့တရည်သီးကိုဘယင်ကြီးထံဆက်သလိုက်လေတဲ့။ရွှေတရည်သီးပါဖျား။အရှင်မင်းကြီးဤရွှေတရည်သီးမှာပထမဦးဆုံးအသီးဖြစ်တာကြောင့်ဖျားကိုဥစွာစက္ကပ်တစ်မှာကြောင့်ကောင်းလီစွာကောင်းလီစွာဒါနဲ့တရည်သီးကိုဖျားမှာကတ်လူထားစဉ်ကြီးကန်းတကောင်ကဝင်ရောက်ထိုးစိတ်ကိုက်ချီသွားပြီးနောက်မြေပြင်ပေါ်သို့ရုတ်တရက်လဲကျသေးဆုံးသွားလေတယ်မင်းကြီးလဲတုန်လှုပ်သွားပြီးနောက်နန်းရင်းသမားတော်ကိုခေါ်ယူစစ်ဆေးရာကြီးကန်းသေးဆုံးတာဟာတရည်သီးအစိမ့်ကြောင့်ပါဖျားမှန်ပါကျက်တူရွေးဟာမင်းကြီးကိုလည်းသေစေလိုတဲ့ရည်ရွယ်ချက်နဲ့အစိတ်သီးကိုယူလာတာဖြစ်နိုင်ပါကြောင်းအမတ်ကြီးစကားကြောင့်ဘယင်ဟာအမျက်တော်ရှပြီးကျက်တူရွေးကိုနန်းတော်ကနှင်ထုတ်လိုက်တဲ့တနေ့မှာဘယင်ကြီးဟာထူးဆန်းတဲ့အိမ်မက်ကိုမြင်မှတ်တဲ့အရှင်မင်းကြီးရွှေတရည်သီးမှာအစိမ့်မရှိပါဘူးကြွေကြတဲ့အသီးကို
ကျွန်ုပ်ကိုက်မိလို့အစိတ်ဝင်သွားတာပါကျွန်ုပ်ရဲ့အမှားကြောင့်ကျက်တူရွေးကိုအထင်မလွဲစေလိုပါကျက်တူရွေးယူဆောင်လာတဲ့တရက်ပင်ဟာထူဆန်းပြီးတန်မိုးရှိတာကြောင့်ကျွန်ုပ်အမြဲစောင့်ရှောက်သွားပါမယ်အိမ်မက်ကနိုးလာတဲ့ဘရင်ကြီးဟာနောက်ထပ်တရက်သီးတစ်လုံးကိုစစ်ဆေးပြီးအမတ်ကြီးကိုစားစေရာအမတ်ကြီးမှာစားပြီးချင်းလူငယ်လေးအသွင်တို့ပြောင်းလဲသွားတဲ့အဲ့ဒီအခါဘရင်ကြီးဟာမိမိအမှားအတွက်နောင်တရပြီးကျက်တူရွေးရှိရာငှက်တိုင်းပြည်သို့အမြန်ဆုံးသွားရောက်ခါကျွန်ုပ်ကိုခွင့်လွှတ်ပါကျက်တူရွေးတင်ဟာမိတ်ဆွေစစ်ဆိုတာသိပါပြီဒါကြောင့်ကျွန်ုပ်ရဲ့အမှားတွေကိုခွင့်လွှတ်ပြီးနန်းတော်ကိုပြန်လိုက်ခဲ့ပါတင့်အပေါ်အရင်ကထပ်ပိုးပြီးလေးလေးစားစားဆက်ဆံသွားပါမယ်ကောင်းပါပြီအရှင်မင်းကြီးအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရဲ့ပညာရှိကျက်တူရွေးနဲ့ဘရင်ကြီးဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ကြည့်ရင်လည်းမွန်လေး Oreo ပေါ် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်